အားလုံးမင်္ဂလာပါကျွန်တော်ဒီပတ်မှာမိုဟင်ကအလွယ်လေးချက်စားမယ်ပေါ့နော်ဆိုတော့ဒီထဲမှာကကျွန်တော်သုံးထားတာကညောင်မြအရသာမိုဟင်က ready made ထုတ်လေးသုံးထားတယ်ဒါပေမဲ့မိုဟင်ကအစ်စ်အရသာလေးထွက်အောင်ကျွန်တော်ကငခုလေးနဲ့ထည့်သုံးမယ်ငပြောဥလေးရဲ့ကျတုံဥလေးတွေထည့်မှာပေါ့နော်မိုဟင်ကအရေးထဲမှာထည့်ချက်မယ်ငခုမှတေချာလေးချက်လက်ကာရည်နဲ့ဆေးတပြန်စားနဲ့တစ်ခေါက်ထပ်ဆေးပြီးတော့မှအချွဲတွေဆင်သွားမှာမှာစနွေးမုတ်လေးနဲ့ပြန်ပြီးတော့လုံးထားပြန်နေထားတာပေါ့ပြန်နှက်ထားတာဒီကတော့မဒီကောင်းကိုဟင်းကြီးတွေမှာထည့်ပြုတ်ပြီးတော့အသားချွေမှာဖြစ်ပါတယ်ဒီကတော့ထင်တာကတော့ကျွန်တော်တို့ပြင်ဆင်ထားတယ်မပြောဘူးပေါ့နော်မပြောဘူးဒီမနေ့လည်းဆက်ရတာနဲ့လားဒီပြီးတော့ဒီကောင်းကိုစားလေးနဲ့စိတ်ထားတာဖြစ်ပါတယ်ကျွန်တော်အခုရင်နွေးတွေဆူလာပြီဆိုတော့ရင်နွေးထဲမှာငါးရင်ပြုတ်ပေါ့နော်ဒါတော့ငခုပါပြင်ဆင်ထားတဲ့ငခုလေးကျွန်တော်ထည့်ပြုတ်လိုက်မယ်ကဲငခုပြုတ်ထားတာခုဆိုရင်ဆယ်ပြီးတော့ကျွန်တော်တို့အသားချွေလို့ရပြီကဲဒါကတော့ကျွန်တော်တို့ခုနကတော့ငါးပြုတ်ထားတဲ့ဟာကိုငခုဒီကောင်ပြန်ချွေပြီးတော့ဟင်းရည်လေးထည့်မှာပေါ့နော်အဲဆိုဟင်းရည်လေးကငခုရတာလေးနဲ့ချိုလေးဖြစ်သွားမှာငါအသားတက်ပဲဒါညံကောင်းတယ်ချိုးရောဟင်းရည်လေးထည့်ပြုတ်ကျွန်တော်တို့ခုနကတော့ငါးပြုတ်ရည်ထဲမှာပေါ့နော်ဒါကတော့ဟိုငါနှစ်ထုတ်ကိုကျွန်တော်တို့ထည့်လိုက်မယ်အရင်ဆုံးလုပ်ကူလေးပေါ့အရင်ကောင်းတယ်ကြည့်အောင်တို့ထုတ်ထားတာလေတေချာစုပ်ထားတာကြည်လေးလေးတို့ဆူလာတဲ့ရေထဲကိုဒါလေးထည့်လိုက်ဆောင်းချောင်းထုတ်တော့ဒီငါးနှစ်ထုတ်ပေါ့ကဲဒါတော့ဆန်ဖို့ကိုရေဖြော်ပြီးတော့ကျွန်တော်ထည့်လိုက်မှာဖြစ်ပါတယ်ခွာထားတဲ့အရာပေါ့နော်ကျတုံကြီးလုံးလေးတွေထည့်လိုက်မယ်နော်ကျတုံလုံးလေးတွေထည့်တယ်ဒီကြီးလည်းကျတုံကြီးထည့်ပြီးဆိုတော့ဒါတော့ငါးပေါ့နော်ငါးတွေကိုနှောထားတဲ့အထည့်လိုက်မယ်โอ้ကောင်းလိုက်တာငါးတွေအဖက်လိုက်ပဲဟေးရှယ်မခုထည့်လိုက်တာနဲ့အနံ့ကဆက်ချင်းပြောင်းသွားတာချိုးရောကဲမပြောဦးပေါ့နော်မပြောဦးထဲမယ်ကျွန်တော်တို့မုံအင်္ဂါနဲ့တွဲစားမယ်မုတ်ဖက်ရတော့ဒါပေါ့နော်ကြိုးလို့ပြင်ထားဒီဟာကျွန်တော်တို့ဟိုဈေးထဲမှာဟိုကော်ချင်းလေးနေနဲ့ရောင်းတဲ့ဟာပဲထိုင်းနေလုပ်တဲ့ဟာပဲလေဟိုပတ်စုမွေးနေအောင်အရသာလေးပို့တော့ကောင်းအောင်ငံပြရည်လေးနဲ့ထည့်သုံးမယ်ပေါ့နော်ငံပြရည်လေးထည့်သုံးမယ်ကဲကျွန်တော်အခုဆိုရင်မပြောဦးလေးလည်းပြော့လာပြီစားလို့ရတော့မပြောဘူးခဏလေးကျွန်တော်ထပ်တည်ထားတော့နော်10မိနစ်15မိနစ်လောက်ဒါတော့ငဖယ်ကြော်လေးတွေပေါ့နော်ငဖယ်အပြားလေးတွေကြော်ထားတာမွေငါဆိုင်ညှက်ပြီးတော့ထည့်စားကောင်းမကောင်းကျွန်တော်မွေငါလည်းရတော့မယ်စားတဲ့ခါကျရင်သုံးဖို့စားဖို့အတွက်ပေါ့နော်ဒါကတော့ကျွန်တော်ဇီယာလေးပြင်ထားတာနဲ့နံပင်လေးနည်းနည်းပြင်ထားတာပဲဒီကတော့မစားတော့ဒါကတော့သူ့ရဲ့ထုတ်တော့မှပါလာတဲ့ငရုတ်တီမှုတ်ပေါ့နော်ငရုတ်တီမှုတ်ပါတယ်ဒါကျက်သွန်ကြော်လေးပေါ့ဒီကျက်သွန်ကြော်ကတော့တိတ်လို့မမွေးဘူးလေအဲဆိုကျွန်တော်တို့ခုနကတော့ကြော်ထားတဲ့ကျက်သွန်ကြော်နဲ့စားမယ်ပေါ့နော်တဲထားတာလုံးဝငပြောဦးတွေလုံးဝနူးသွားပြီเนาะညံကောင်းသွားပြီကျက်သွန်ဦးတွေလည်းလုံးဝနူးလာပြီဆိုတော့ကျွန်တော်တို့ညီးလိုက်တဲ့ခါကျတော့အစင်သင့်မယ်ပေါ့နော်ကျွန်တော်တို့မွေးငါကြီးကကြက်ပါပြီ
စားဖို့အတွက်ကျွန်တော်ပြင်ဆင်လိုက်တော့မယ်ဒါတော့ကျွန်တော်ပြင်ထားတဲ့စင်ကြယ်လေးပါစင်ကြယ်လေးထည့်မယ်